တော်ရဲကပုတ်ပွားနေတဲ့တက်ရှိအမျိုးသမီးကျမအသက်8နှစ်အချိန်လောက်တုန်းကအားလက်ရက်ခရီးစဉ်တစ်ခုမှကြုံတွေ့ခဲ့တဲ့ထိတ်လန့်ဖွယ်ရာဖြစ်ရပ်တစ်ခုကိုပြန်ပြီးတော့ပြောပြပေးကြပါမယ်။အခုချိန်မှာတော့ဒီအကြောင်းအရာကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောပြနေနိုင်ပြီဆိုပေမဲ့အဲ့ဒီတော့ကတော့အရန်ကိုမှကြောက်လန့်တုန်လှုပ်ခဲ့ရပါတယ်။နှွေရာသီအားလက်ရက်တစ်ခုမှာကျမမိဘတွေဝယ်ယူထားတဲ့ရာတော်ခြံလေးစီအလေအပတ်သွားခဲ့တဲ့အချိန်ကပါ။အဲ့ဒီပတ်ဝန်းကျင်လေးကကျမတို့လိုအပန်းဖြေလာသူတွေသဘောကျတတ်တဲ့တဘာဝကိုခန်းစားလို့ရတဲ့ရေကန်လေးတစ်ပေကတစ်လုံးအိမ်ငယ်လေးပါအဲ့ဒီချိန်တုန်းကတော့အိမ်ငယ်လေးအနီးမှာကျမတို့မိသားစုတွေကြီးပဲရောက်ရှိနေခဲ့ကြပါတယ်တစ်ပင်တွေကြားတွေကတဘာဝအိမ်လေးကိုကျမလည်းသဘောကျနေမိတာပါရောက်ပြီးတော့မကြခင်မှာပဲကျမနဲ့အဖေကရေကန်ထဲမှာလှေလေးနဲ့ငါးများရင်းလှေစီးခဲ့ကြပါတယ်ကျမအတွက်ကတော့ပထမဦးဆုံးအကြိမ်လှေစီးဘူးတာမို့ပျော်ရွှင်နေမိပါတယ်အမေကလည်းကျမတို့ကိုကြည်ရင်ပြုံးလို့နေပါတယ်ကျမကတော့ပတ်ဝန်းကျင်ကိုကြည်ရင်ကတစ်ပင်ကြီးတစ်ပင်ရဲ့နောက်မှာကျမတို့ကိုရက်ကြည့်နေတဲ့လူရိပ်တစ်ခုကိုတွေ့လိုက်ရတာကြောင့်ဖေးအဲ့ဒါဘာတူလဲလက်ညှိုးညွှန်ပြပြီးမေးလိုက်ပါတယ်ကျမရဲ့အမေကြောင့်အဖေကအဲ့ဒီနေရာကိုကြည့်လိုက်တဲ့အချိန်မှာတော့တစ်ပင်နောက်ကလူရိပ်ကပျောက်ကွယ်လို့သွားခဲ့ပါတယ်အဖေကတော့ဘသူ့ကိုမှမမြင်ခဲ့လိုက်ရပါဘူးအဲ့ဒီလိုနဲ့ကျမတို့ကမ်းပေါ်ပြန်တက်လာတဲ့အချိန်အမေကနေ့လယ်စာကိုအသင့်ပြင်ထားခဲ့ပါတယ်အဖေကတော့စားစရာတွေကိုစားရင်းဘီယာတောက်နေခဲ့ပေမဲ့ကျမကတော့ဆန်ဒွစ်တစ်ခုကိုစားနေခဲ့လိုက်ပါတယ်။စားပြည့်ရဲ့အခါမှာတော့ကျမလည်းအနီးနားမှာကြည့်ဖို့ထွက်လာခဲ့ပါတယ်။သမီးအဝေးကြီးမသွားနဲ့နော်။ကျမကတော့ဒုတ်ချောင်းတစ်ချောင်းကိုကောက်ကင်လို့အနီးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ဖို့ထွက်လာခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယုံလေးတစ်ကောင်ကိုကျမတွေ့လိုက်ရပါတယ်။ကျမကလည်းယုံလေးနောက်ကိုလိုက်ဖမ်းခဲ့တဲ့အခါယုံကခြုံပုံနောက်ကိုဝင်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကျမလည်းအဲ့ဒီခြုံပုတ်ထဲကိုဒုံနဲ့၆လှန်ပြီးရှာဖွေနေမိလိုက်ပါတယ်။အဲ့ဒီအချိန်အနောက်ဘက်ကခြေတံကြားတာမို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ယုံလေးကိုပွေ့ပိုက်ခါရက်နေတဲ့ခက်နွမ်းနွမ်းအမျိုးသားတအုပ်ကိုတွေ့လိုက်ရပါတယ်။မင်းဒီယုံကိုရှာနေရလား။ကျမလည်းခေါင်းငိမ့်ပြလိုက်ပါတယ်။မင်းဒီယုံကိုလိုချင်လား။ယုံကထွက်ပြေးတတ်တယ်လို့အမေကပြောဘူးတယ်။ဟိုလှိုင်ထဲကိုထည့်ထားရင်ထွက်ပြေးလို့မရတော့ဘူးလေ။ကျမမှာလှောင်အိမ်မမရှိတာမင်းငါးစီကိုလိုက်လာခဲ့လေငါ့မှာလှောင်အိမ်ရှိတယ်မင်းကိုပေးလိုက်မယ်လူကြီးရဲ့အပြောကြောင့်ကျမလည်းမိဘတွေကိုလှမ်းကြည့်လိုက်တဲ့အခါနှစ်ဦးသားစကားပြောနေကြတာကိုတွေ့လိုက်ရပါတယ်လှမ်းခွင်တောင်းဖို့ကလည်းဝင်းနေတာမို့နောက်ဆုံးမှာတော့ကျမလည်းလူကြီးရဲ့အပြောကိုသဘောတူလိုက်တဲ့အခါသူ့ရဲ့မျက်လုံးတွေဝင်းလက်သွားတာကိုတွေ့လိုက်ရပါတယ်ကျမလည်းအဲ့ဒီလူနောက်ကိုလိုက်သွားခဲ့ပြီးခဏအကြာမှာတော့ကျမတို့အိမ်နဲ့ဆင်တူတဲ့နောက်ထပ်အိမ်တစ်လုံးရဲ့ရှေ့ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီလူကကျမကိုလိုက်ခဲ့ဖို့ခေါ်ပြီးအိမ်ထဲကိုဝင်သွားတဲ့အတွက်ကျမလည်းအိမ်တကားကိုတွန်းဖွင့်ကဝင်လာခဲ့မိပါတယ်။အိမ်ထဲကိုရောက်တယ်ဆိုရင်ပဲအနံဆိုးတစ်ခုကိုရလိုက်တာမို့ကျမရဲ့စိတ်ထဲမနှစ်မြို့တလို့ခံစားခဲ့လိုက်ရပါတယ်။မင်းခဏလောက်ထိုင်အောင်ငါလှောင်အိမ်သွားယူပေးမယ်။ပြောပြရနဲ့အခန်းကိုဝင်သွားတာကြောင့်ကျမလည်းယုံလေးကိုပွေထားရင်းဆိုဖာပေါ်မှာထိုင်နေလိုက်ပါတယ်။အိမ်ထဲကိုကြည့်မိတဲ့အခါမှာတော့တအိမ်လုံးကပေပွားညစ်ပတ်နေတာကိုတွေ့လိုက်ရပါတယ်။အဝတ်စားတွေကလည်းပြန့်ကျဲနေလို့တအိမ်လုံးမှာညစ်ပတ်နန်းစော်နေတဲ့အတွက်ဘလို့များဒီလိုအိမ်မှာနေနိုင်တာလဲလို့ကျမတောင်တွေးမိလိုက်ပါသေးတယ်။အဲ့ဒီချိန်မှာပဲအခန်းထဲကနေအတန်ကြားလိုက်ရပါတယ်။ဟေးငါ့ကိုကူညီနိုင်မလားအချစ်လေး။ကျမလည်းထသွားလိုက်ပြီးအခန်းထဲကိုဝင်သွားမိပါတယ်။အခန်းဝကိုရောက်ချိန်မှာပဲအနှံ့ကပုံမူပြင်းထန်လာခဲ့ပါတယ်။အခန်းတစ်ခုလုံးကမှောင်မဲနေပြီးသတင်းပေါက်နားမှာတက်ထားတဲ့အဝတ်စားကစုပ်ပြက်နေတဲ့အပေါက်တွေကြောင့်သာအလင်းရောင်အနှဲငယ်ဝင်နေခဲ့တာပါ။အဲ့ဒီအလင်းရောင်အနှဲငယ်ကြောင့်အခန်းထဲကကတင်ပေါ်မှာလူတစ်ယောက်လဲလျောင်းနေပုံကိုမြင်တွေ့နေရပါတယ်။ကျမလည်းအဲ့ဒီလူပဲလို့တွေးလိုက်မိပါတယ်။တဖြည်းဖြည်းနဲ့မျက်လုံးကအမှောင်မှာစင်သားရလာတဲ့အခါမှာတော့ကတင်ဘေးမှာရက်နေတဲ့လူကိုတွေ့လိုက်ရပါတယ်။ကရင်ပေါ်မှာလဲလျောင်းနေသူကထလာပြီးအသက်ရှူတန်ခက်ပြင်းပြင်းကိုလည်းကြားနေခဲ့ရပါတယ်။ဒီဟိုလာခဲ့အချစ်လေးဒီဟိုလာသူ့မမှာတကြားလုံးတွေအများကြီးရှိရယ်ဒီဟိုလာယူအဲ့ဒီလူကကတင်နားကိုလာဖို့ခေါ်နေခဲ့ပေမဲ့ကျမရဲ့စိတ်ထဲမှာအဆင်မပြေဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်လေကျမကိုမမေကစောင့်နေလောက်ပြီးကျမပြန်သိပြီလို့ထင်တယ်။ကျမရဲ့အပြောကြောင့်လူကြီးရဲ့မျက်နှာအမူအရာကပြောင်းလဲသွားပြီးကျမထံကိုခုံအုပ်ဝင်ရောက်လာခဲ့ပါတော့တယ်။ကျမလည်းကြောက်လန့်တကြားအော်နေမိပါတယ်။အဲ့ဒီလူကြီးကတော့ကျမကိုဂရီနာထိခေါ်လာခဲ့ပြီးသူမကိုမင်းထိလိုက်အချစ်လာသူမကိုမင်းပေါင်ပေါ်ငါတင်ပေးမယ်။ကျ
မကတော့ကြောက်လန့်တကြားအော်ဟစ်နေရင်းကဘေးနားကလိုက်ကာစားကိုဆွဲရင်းခြေထောက်နဲ့လူကြီးကိုအားကုန်ကန်ထည့်လိုက်ပါတယ်။သွေးထွက်နေတဲ့နှာခေါင်းကိုကန်ရင်းကအဲ့ဒီလူကြီးလဲကျသွားပါတယ်။ကျမလည်းလိုက်ကာစားကိုဆွဲရင်းလဲကျသွားခဲ့တာကြောင့်လိုက်ကာလွတ်သွားတဲ့အခန်းကျင်းမောက်ကတစ်ဆင့်အလင်းရောင်တွေဝင်ရောက်လာခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာပဲဂရင်ပေါ်မှာရှိတဲ့ပုတ်ပွားနေတဲ့ပုံစံနဲ့အမျိုးသမီးကြီးတဦးကိုကောင်းကောင်းမြင်ခဲ့လိုက်ရပါတယ်။နန်းစော်နေပြီးအသားရည်တွေပုတ်ကျနေတဲ့သက်ရှိအလောင်းကောင်ပုံစံမျိုးနဲ့အမျိုးသမီးကြီးကလက်တစ်ဖက်ကိုဆန့်တန်းရင်းကျမစီကိုတရွေ့ရွေ့နဲ့လာနေခဲ့ပါတယ်။ကျမကတော့ကြောက်လန့်တကြားငိုကြွေးကအတန်ကုန်ဟော်ရင်ကနောက်ဆုတ်သွားနေမိပါတယ်။အဲ့ဒီချိန်မှာပဲအခန်းတကားပွင့်လာကကျမအဖေကိုတွေ့လိုက်ရပါတော့တယ်။သမီးရေအိုးဖယားရေသမီးအဖေကကျမထံကိုပြေးလာပြီးပွေ့ချီလိုက်ခါအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ကျမကတော့အသက်ရှူမဝဖြစ်နေခဲ့ပြီးအဖေနောက်မှာပါလာခဲ့ပါတယ်။အမျိုးသမီးကြီးကတော့လက်ကိုဆန့်တန်းရင်းကျမထံကိုလာဖို့သာကြိုးစားနေခဲ့ပါတယ်။အဖေကအပြင်ဘက်ကိုခေါ်ထုတ်သွားတဲ့အချိန်မှာတော့အပြင်ဘက်မှာအမေနဲ့အတူရဲကားတွေပါရောက်လို့နေခဲ့ပါတယ်။နောက်ပိုင်းမှသိရတာကတော့အဲ့ဒီအမျိုးသားနဲ့အမျိုးသမီးကထောင်ကိုဖောက်ထွင်းကထွက်ပြေးလာခဲ့ကြတဲ့အကျဉ်းသားတွေဖြစ်နေခဲ့တာပါ။သူတို့ထွက်ပြေးလာခဲ့ပြီးတောထဲကလူမနေတဲ့တဲအိမ်မှာပုံအောင်နေခဲ့ကြရင်အမျိုးသမီးကတောထဲမှာရှိတဲ့အဆိပ်ရှိအင်းဆက်ကိုအကိုက်ခံရကအခုလိုကုဆက်ယောဂပုံစံမျိုးနဲ့အသက်ရှင်လျက်ပုတ်ပွားအနာတရတွေဖြစ်နေခဲ့ရတာပါ။သူတို့တွေကအမော်အတက်ကိုလိုက်စားပြီးကလေးငယ်တဦးကိုအမျိုးသမီးရဲ့ပေါင်ပေါ်မှာထိုင်စေကခန္ဓာကိုယ်အနာတရတွေကိုကူးဆက်စေလို့အမျိုးသမီးကိုပြန်လဲကောင်းမွန်လာစေဖို့အတွက်ကြိုးပမ်းခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်လေကျမကိုသူတို့ရဲ့အိမ်ခန်းထဲစီရအောင်ဆွဲခေါ်ခဲ့ကြတာပါ။အမျိုးသမီးကတော့ပြန်လဲဖမ်းဆီးခံရပြီးဆေးကုသပေးထားတဲ့တပတ်အကြာမှာပဲသေဆုံးသွားခဲ့ပါတယ်။အမျိုးသားကတော့ကျမကိုပြန်ပြီးဖမ်းဆီးမှုနဲ့ထပ်မံအဖမ်းခံခဲ့ရပါတယ်။ကျမအတွက်ကတော့အဲ့ဒီအဖြစ်အပျက်ကြီးကို trauma ရသွားခဲ့ပြီးတဲအိမ်လေးတွေရှိရာနေရာစီကိုဘယ်တော့မှမသွားဖြစ်ခဲ့တော့ပါဘူး။ဇလန်းလေးကိုဒီလောက်နဲ့ပဲရပ်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်။အားပေးကြည့်ရှုကြလို့ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။